စစ်တပ်ခေါင်းဆောင်များကိုဆဲဆုံမှုနဲ့ဖမ်းဆီးခံထားတဲ့စစ်လော်ဘီစော်ဖုံးရင်ကိုအလဲပိုင်းတိုင်းစစ်ဌာနချုပ်မှစစ်ထောက်လိုင်းရေးများကစစ်ကြောရေးစခန်းကိုခေါ်ဆောင်စစ်ကြောနေပြီးအခြေအနေဆိုးဝါးတဲ့ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်စစ်ထောက်လိုင်းရေးများကစစ်တပ်ခေါင်းဆောင်တွေကိုဆဲဆုံမှုနဲ့ဖမ်းဆီးခံထားတဲ့စစ်လော်ဘီစော်ဖုံးရင်ကိုအလဲပိုင်းတိုင်းစစ်ဌာနချုပ်မှစစ်ထောက်လိုင်းရေးများကစစ်ကြောရေးစခန်းကိုခေါ်ဆောင်ပြီးစစ်ကြောနေကြောင်းပြည်ဦးလွင်အခြေဆိုင်ရှဲသတင်းအရင်းမြစ်တွေကပြောပါတယ်စွန်လာ2ရက်နေ့နေ့လယ်တနာရီကျော်ချိန်ပြည်ဦးလွင်မှာနေထိုင်နေစစ်လော်ဘီစော်ဖုံးရင်ကိုစစ်တပ်ကဝင်ရောက်ဖမ်းဆီးသွားခဲ့ကြောင်းအဲ့ဒီလိုဖမ်းဆီးပြီးတဲ့နောက်အလဲပိုင်းတိုင်းစစ်ဌာနချုပ်မှစစ်တပ်ထောက်လိုင်းကစော်ဖုံးရင်ကိုစစ်ကြောရေးစခန်းကိုခေါ်ဆောင်သွားပြီးမြင်းမြန်းနေကြောင်းစစ်တပ်ခေါင်းဆောင်တွေကိုဆဲဆုံမှုနောက်ကွယ်မှာမြည်သည့်ရွေချက်ရှိပါသလဲဆိုတဲ့အချက်ကိုစစ်ကြောမြင်းမြန်းနေခြင်းဖြစ်ကြောင်းသိရပါတယ်ဖမ်းပြီးတော့တခါလေးစစ်ကြောရေးကိုခေါ်လာတည်ရတယ်ဇွန်လ2ရက်နေ့ကလေးကစစ်ကြောရေးကိုတန်းခေါ်သွားတာအခုချိန်ထိရဲစခန်းကိုမရောက်လာသေးဘူးစစ်ကြောရေးလုံနေရလို့တည်ရတယ်စစ်ကြောရေးစခန်းဆိုတော့ခက်ကြမ်းကြမ်းတော့ဖြတ်တန်းရနိုင်တယ်လို့ပြည်ဦးလွင်ရှေသတင်းရင်းမြစ်တွေကဆိုပါတယ်ကံကောင်းခြင်းဖြစ်ကြောင်းမဘာသာနဲ့အမျိုးသားရေးအစုံရဖုန်ကြီးပောက်ကိုတော်ကတော့ဇော်ဖုန်ကြီးကိုစစ်တပ်ကဖမ်းဆီးမှုကဇော်ဖုန်ကြီးအတွက်အပြစ်မှနေထိုင်မှာက PDF ဖမ်းဆီးတပ်ဖြတ်ခံရလို့တည်သွားနိုင်ကြောင်းအခုလိုစစ်တပ်ကဖမ်းဆီးထောင်ချခြင်းကြောင့်ထောင်ထဲမှာ AC စွာဖြတ်တန်းနိုင်တော့မှာဖြစ်ပြီးကံကောင်းသွားခြင်းဖြစ်ကြောင်းသူရဲ့ Telegram မှာတစ်ဆင့်ဖမ်းဆီးထောင်ချခြင်းကြောင့်စစ်ရရှိများကိုဆဲဆိုတဲ့အတွက်ရန်ကုန်တိုင်းဒေသကြီးတကုံမြို့တစ်တောင်ပိုင်းမြို့နယ်ရဲစခန်းမှာပါဆောင်မှတ်358မြင်းဆောင်2025ဆက်သွယ်ရေးဥပဒေပုံမှန်66ခါကြီးနဲ့မဘာသာနဲ့စစ်တပ်ထောက်ခံသူတော်မမိုးခိုင်ကစော်ဖုံးအင်းကိုမေလ9ရက်နေ့မှာအမှုဖွင့်ထားပြီးအဲ့ဒီအမှုအတွက်လည်းရန်ကုန်မှာအမှုရင်ဆိုင်ရမှာဖြစ်ကြောင်းသိရပါတယ်စစ်လော်ဘီစော်ဖုံးအင်းကိုဖမ်းဆီးဖို့အဓိကလှုံ့ဆော်ခဲ့သူတွေမှာစစ်တပ်လော်ဘီဟန်ငင်းဦးကဥဆောင်ပါဝင်ခဲ့တဲ့အတွက်မဘာသာနဲ့စစ်တပ်ထောက်ခံသူတို့ကဟန်ငင်းဦးကိုတစ်ဆက်ပေါက်တအုပ်ဖြစ်ကင်မွန်တက်ထားကြကစစ်တပ်ထောက်ခံသူများမှာအုပ်စုကွဲသူများဖြစ်ပေါ်လာကြောင်းမဘာသာအဖွဲ့ဝင်တချို့ကသတင်းဌာနကိုပြောပါတယ်ကိုစော်ဘုံကတက်မတော်အတွက်ကောင်းဖို့သူပြောတာသူကပေးမစားဘူးဟန်ငင်းဦးဘာညွန်မိုင်းဝေကိုတက်ကျော်စွာကိုနင်းမောင်လို့ဆိုတာတအုပ်စုတဲ့အခုမပူတူမဟာသွေးလောင်လွတ်ပါမလားစိုးရိမ်နေရတဲ့ဒီလူတွေကတက်မတော်ကိုကြောက်တဲ့ဆွဲချသူတွေရှေ့မှာဦးတင်လွင်လောက်တန်တက်ဖြတ်ခံရတာတော့ဒီလူတွေစနက်မကင်းဘူးလို့ကျွန်တော်တို့ကြားမှာတွက်ဆနေရပြီလို့ရန်ကုန်မှာမဘာသာဖွဲ့ဝင်တအုပ်ကသတင်းဌာနကိုပြောပါတယ်စစ်တပ်လော်ဘီဟန်ငင်းဦးကတော့စော်ဘုံဖမ်းဆီးခံရမှုပေါ်ကန့်ကွက်သူတွေကစစ်တပ်ကိုတော်လန်ပုံကံဖြုတ်ချဖို့ကြံစီနေတဲ့ပူသက်တရှိုတွေဖြစ်ပြီးစော်ဘုံဘက်စော်တာမှန်သမျှဖမ်းဆီးရမယ်လို့သူရဲ့လူမှုကွန်ရက် Telegram မှာတဆင့်လှုံ့ဆော်ထားပါတယ်လက်ရှိတပ်မတော်ဆိုရာကိုအယုံကြည်မင်းအောင်အထက်အောက်သွေးကွေးအောင်လုပ်ပြီးတပုံဆိုတာပုံကံဖြုတ်ချဖို့ထိပါကြံစီတဲ့ပူသက်တရှိုကောင်းရဲ့ကြံရပါအပေါင်းပါတတိုက်ကိုလည်းတခါတည်းရှင်းထုတ်ရမယ်အချိန်ကောင်းမယ်နော်ဘသူတွေကြံရပါလဲဆိုတာတကူတကလိုက်ရှာနေစရာတော့မလိုလိုင်းပေါ်မှာရောအပြင်မှာရောအတန်ထွက်လာတဲ့ဟာမှန်သမျှတရှိုကောင်းရဲ့ကြံရပါတွေဖြစ်နိုင်တာမို့ဘယ်အကောင်နဲ့အတန်ထွက်ရင်လေးစောင့်ကြည့်ပြီးလိုက်ရှင်းရမယ်လို့ဟန်ညင်ဦးကသူ့ရဲ့ Telegram မှာရေးသားထားပါတယ်စစ်တပ်ထောက်ခံသူတွေကြားအုပ်စုကွဲပြားမှုများစွာဖြစ်ပေါ်ခဲ့ရမကြသေးခင်ကလည်းမိထီလာမြို့မှာလက်ရှိမလိုင်မြို့နယ်အုပ်ချုပ်ရေးမှူးပုံမှုဝေဖြိုးနဲ့ပြူစောတိကောင်းဆောင်စော်ယူထွန်းကြားပြဿနာဖြစ်ပွားခဲ့ကစစ်တပ်ကပြူစောတိကောင်းဆောင်စော်ယူထွန်းကိုပုံမှန်များစွာနဲ့အရေးယူဖမ်းဆီးခဲ့ပါတယ်အဲ့ဒီပြဿနာကြောင့်မိထီလာမှာပြူစောတိ20ဦးထက်မနည်းပြည်သူစစ်အဖြစ်မှနှုတ်ထွက်သွားပါတယ်9ရက်နေ့မနက်သတင်းတွေအရစော်ဘုံကိုစစ်ကြောနေတဲ့ရုပ်သံတွေထွက်ပေါ်လျက်ရှိပြီးမျက်စိတွေမမြင်နိုင်နားတွေမကြားနိုင်တော့ကြောင့်စစ်လော်ဘီတချို့အောင်ပွဲခံနေကြပါတယ်ဒီလိုသတင်းတွေကြောင့်တက်ထောက်ခံသူတွေပေါ်မလော်ဘီများချင်းစိတ်ဝမ်းကွဲမှုတွေများပြားနေကြောင်းသိရပါတယ်နောက်ထပ်တစ်ပုတ်အနေနဲ့မြန်မာဒီမိုကရေစီရေးထောက်ခံအားပေးမှုအတွက်တောင်ကိုရီးယားရွှေကောက်ခံသမ္မတအီဂျဲမြောင်ထံကို NUG ယာယီသမ္မတကကျေးဇူးတင်ဂုဏ်ပြုပြီးကိုရီးယားရဲ့အောင်မြင်မှုတွေကိုမျှော်လင့်အားသာနမူနာယူရတယ်လို့ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်မြန်မာဒီမိုကရေစီရေးကြိုးပမ်းမှုပေါ်အားပေးမှုအတွက်တောင်ကိုရီးယားရွှေကောက်ခံသမ္မတအီဂျဲမြောင်ကိုကျေးဇူးတင်ကြောင်းမျိုးသားညီညွတ်ရေးဆိုရ NUG ယာယီသမ္မတဒူဝါလက်ရှိလာကကျေးဇူးတင်ဂုဏ်ပြုတဲ့တောင်းဝန်လာပေးပို့လိုက်ပါတယ်အမျိုးသားညီညွတ်ရေးဆိုရယာယီသမ္မတဒူဝါလက်ရှိလာကရွှေကောက်ပွဲနိုင်ရာကိုရီးယားသမ္မတနိုင်ငံရဲ့22ကြိမ်မြောက်သမ္မတတင်မစ္စတာအီဂျဲမြောင်ထံကိုကွန်ပျူဝမ်မြောင်ကြောင်းတဝန်လာကို2025ဇွန်လ4ရက်နေ့ကပေးပို့လိုက်ကြောင်းအဆိုပါကွန်ပျူတဝန်လာမှာသမ္မတမစ္စတာအီဂျဲမြောင်ရဲ့အောင်မြင်မှုကိုလေးစားဂုဏ်ယူပါကြောင်းရွေးချယ်ပြလိုက်တဲ့ကိုရီးယားပြည်သူများကိုလည်းလေးစားဂုဏ်ယူပါကြောင်းကိုရီးယားနိုင်ငံရဲ့နိုင်ငံရေးအကြက်တဲကာလမှာခေါင်းဆောင်ဖြစ်လာတဲ့သမ္မတအီဂျဲမြောင်ကကိုရီးယားနိုင်ငံကိုတိုးတက်ခိုင်မာဦးဆောင်နိုင်ုံသာမကဒီမိုကရေစီလွတ်လပ်ခွင့်နဲ့တရားမျှတမှုတွေကိုလည်းဖော်ဆောင်နိုင်လိမ့်မယ်လို့ယုံကြည်ပါကြောင်းဖော်ပြပါတယ်။ဒါ့အပြင်ကိုရီးယားနိုင်ငံရှိမြန်မာနိုင်ငံသားတွေရဲ့ဒီမိုကရေစီရေးကြိုးပမ်းမှုတွေပေါ်အားပေးမှုအတွက်လည်းကျေးဇူးတင်စကားဆိုပါကြောင်းကိုရီးယားရဲ့အောင်မြင်မှုတွေကမြန်မာနိုင်ငံအတွက်မျှော်လင့်အားကျနမူနာယူစရာများဖြစ်သလိုအမျိုးသားညီညွတ်ရေးအစိုးရနဲ့မြန်မာပြည်သူတွေရဲ့ဖက်ဒရယ်ဒီမိုကရေစီစံတည်ဆောက်ရေးကြိုးပမ်းမှုတွေကိုလည်းအားပေးထောက်ခံမယ်လို့ယုံကြည်ပါကြောင်းကိုရီးယားနဲ့မြန်မာနိုင်ငံကြားချစ်ကြည်ရင်းနှီးမှုကိုအတွန်းရှည်စွာဆက်လက်တည်တံ့နေရလို့ဆန္ဒပြုပါကြောင်းစသဖြင့်ဖော်ပြထားပါတယ်
နောက်ထပ်တစ်ပုဒ်အနေနဲ့စစ်ကောင်စီမှပြူပါမှုအပါအဝင်တိပေါ်ပိုစခန်းမှာအလံဖြူထောင်လက်နက်ချသူများနဲ့ထွက်ပြေးသွားသူများထိုင်းဘက်ကမှတဆင်များရီနှစ်ခွန်ငါတက်ရင်တွင်ကိုပြန်လည်ရောက်ရှိနေကြောင်းပြင်ဆက်ပေးပါမယ်။အကြံဖက်စစ်ကောင်စီတပ်မှပြူပါမှုအပါအဝင်တိပေါ်ပိုစခန်းမှာအလံဖြူထောင်လက်နက်ချသူများနဲ့ထွက်ပြေးသွားသူများထိုင်းဘက်ကမှတဆင်များရီကိုပြန်လည်ရောက်ရှိသွားကြောင်းထိုင်းမြန်မာနယ်စပ်စစ်ရေးသတင်းရင်းမြစ်ကပြောပါရယ်။ဇွန်လ3ရက်နေ့ညနေပိုင်းမှာစစ်ကောင်စီတပ်ရဲ့တိပေါ်ပိုစခန်းကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းအဆိုပါစခန်းသိမ်းတိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်90ကျော်လက်နက်ချအလင်းဝင်ခဲ့ပြီးထွက်ပြေးသွားသူစစ်သား20ဦးနီးပါးရှိကြောင်းလက်နက်ချအလင်းဝင်သူတွေကညှိနှိုင်းပြီးထိုင်းဘက်အကြံကိုကူတန်းသွားခဲ့ကြောင်းထိုင်းဘက်အကြံကိုရောက်ရှိနေသူစုစုပေါင်းအင်အား80ဝန်းကျင်မှဇွန်လ3ရက်နေ့ညပိုင်းစစ်ကောင်စီလက်အောက်က BGS 16ကိမှတဆင်မြရီမြို့နယ်ဘက်ကိုကူးသွားခဲ့ကြောင်းသိရပါတယ်။တိပေါ်ပိုစခန်းမှာအလံဖြူထောင်တဲ့ဖွဲ့တွေကလူမြောက်ရောက်ကိုဆွတ်သွားပြီးထိုင်းဘက်ကိုကူးသွားတဲ့ဇွန်လ3ရက်နေ့ညပိုင်းမှာစစ်ကွေးပြူဟာမှုအပါ80ကို BGS အမှတ်16ကိကနေမြရီနှစ်ခွန်ငါတက်ကိုပို့ဆောင်နေအဲ့ဒီထဲမှာစစ်ကွေးကိုကတန်ရာနဲ့စေယုံတင်ထားတဲ့အဲ့ဒီစခါရီထိုင်းဘက်ကန်ကူးတဲ့အခါမှာလက်နက်ခဲယံပစ္စည်းအကုန်ထိုင်းကသိမ်းနေလူတွေပဲမြန်မာဘက်ကိုပြန်ပို့ပေးတယ်လို့ထိုင်းမြန်မာနယ်စပ်သတင်းရင်းမြစ်ကပြောပါရယ်လက်ရှိမြရီမြို့နယ်နှစ်ခွန်ကတက်ရင်ထိုင်းဘက်မှတွက်ပြေးလာတဲ့ထိုင်းမြန်မာစစ်သား300ဝန်းကျင်ရှိနေကြောင်းအဆိုပါမျိုးဆောင်တက်နှစ်ခွန်ကအတွင်းမှာရှိနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကပြန်လည်စုဖွဲ့ပြီးတင်ငန်းညီနောင်ဖြူဟာစခန်းကိုပြန်လည်သိမ်းမှန်ရှိနေတယ်ဆိုတဲ့သတင်းများထွက်ပေါ်လျက်ရှိကြောင်းသိရပါဗျ။ဇွန်လ4ရက်နေ့ညပိုင်းမြရီမြို့နယ်ခလာယာ285တွင်ကိုတော်လိုင်းတပ်တွေကဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းတော်လိုင်းသတင်းရင်းမြစ်တွေကပြောပါရယ်။မြရီနှစ်ခွန်ငါတွေကိုတော်လိုင်းတပ်ကဒရုန်းနဲ့ပုံကျဲသွားတာနှလုံးအဲ့ဒီမှာစကားရီပေါ်တက်ကြတယ်လို့သိရတယ်အထူးကရှိနိုင်တယ်လို့တော်လိုင်းသတင်းရင်းမြစ်တွေကပြောပါရယ်။နောက်တစ်ပုံအနေနဲ့နောက်ချုံမြို့နယ်နဲ့စိုင်မန်ကန်သာကွာဝေးတဲ့ရှောက်ချုံရွာကိုစစ်တပ်ရောက်ရှိလာပြီးနောက်မြို့ပေါ်ကိုလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ပြီးပြည်သူ၄ဦးထိခိုက်ဒဏ်ရာရရှိကမြို့လုံးကျွတ်ထွက်ပြေးနေရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နယ်နဲ့စင်မိုင်ကန်တောင်ကွာဝေးတဲ့ရှောင်းချုံရွာကိုအကြမ်းဖက်စစ်တပ်ကရောက်ရှိလာပြီးနောက်မြို့ပေါ်ကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ပြီးပြည်သူ၄ဦးထိခိုက်ဒဏ်ရာရရှိကမြို့လုံးကျွတ်ပြည်သူများထွက်ပြေးနေရကြောင်းဒေသခံပြည်သူတွေကပြောပါရယ်ဇွန်လ4ရက်နေ့ည8:00နာရီခန့်အချိန်မှာစတင်ပြီးနောင်ချုံမြို့နယ်စင်မိုင်ကန်တောင်ကွာဝေးတဲ့ရှောင်းချုံရွာကိုကြမ်းဖက်စစ်ကောင်စီတပ်သားများရောက်ရှိလာပြီးနောက်မြို့ပေါ်ရပ်ကွက်တွေကိုဟာဝန်စာလက်နက်ကြီး12လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါရယ်စစ်တပ်ကပစ်ခတ်တဲ့လက်နက်ကြီးတွေကနောင်ချုံမြို့ပေါ်ရှိကားကြီးကွင်းကံဘောစာကြောင်းညီညီနိုင်ဝက်ရှော့ဟောင်းနဲ့ရွှေဝါးရီအနီတို့ကိုကြားရောက်ပောက်ကွဲခဲ့ပြီးစီရက်ကွက်မှာမြို့သမီးနှုံနဲ့အမျိုးသား2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါရယ်။နောင်ချိုကစစ်ကွေးတွေကရှောင်းချုံရွာနာကိုရောက်နေပါပြီးကန်ကြီးတဲ့တော့မရောက်သေးပါဘူး။မနေ့ည8:00နာရီဝန်းကျင်လောက်ကနောင်ချိုမြို့နယ်ကိုလက်နက်ကြီးနဲ့12လုံးလောက်ပစ်ထည့်တာပေါ်လုံးကွင်းအနေကကားကြီးကွင်းနဲ့တလုံးကံမောစာကြောင့်ဝင်းကျင်တလုံးမြို့မစာတောက်ဆိုင်ရှိညီညီနိုင်ဝက်ရှော့ဟောင်းနေရာတလုံးနဲ့ရွှေဝါးရိပ်ဘက်တလုံးကြားရောက်ပောက်ကွဲခဲ့တဲ့ကျန်တဲ့အလုံးတွေကတော့တခြားနေရာတွေပါကြားပါတယ်။နောင်ချိုမြို့စီရက်ကွက်ရှိအမျိုးသမီး2ဦးနဲ့အမျိုးသား2ဦးထိခိုက်ဒဏ်ရာရတယ်လို့သိရကြောင်းဒေသခံပြည်သူတအုပ်ကပြောဆိုပါတယ်။အဲဒီလိုကြံဖက်စစ်တပ်ရဲ့ရှက်သားပြည်သူတွေကိုလက်နက်ကြီးတွေနဲ့ဥတီပစ်ခတ်တိုက်ခိုက်တာကြောင့်မြို့ပေါ်နေပြည်သူတွေကလက်ရှိချိန်မှာစစ်ပေးတိမ်းရှောင်နေရကြောင်းသိရပါတယ်။ TNL ပြောရေးဆိုခွင့်ရှိသူလူကြီးဦးကတော့နောက်ချုံမြို့နယ်မှာစစ်တပ်နဲ့ TNL တပ်ကြားစစ်ရေးတင်မာနေကြောင်းနှစ်ဖက်တိုက်ပွဲများရှိနေပြီးစစ်တပ်ကအင်အားဖြည့်တင်ခြင်းနဲ့စစ်ကူပေးပို့ခြင်းများလှုံ့ဆော်နေကြောင်းသတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့တယ်လို့သတင်းမှဖော်ပြပါရှိပါတယ်